တာတနေနုထားမျက်နှာတလေးလူကြီးလေးကုသိုလ်အဖို့ပြုခြင်းလို့သမီးမလျော့မြတ်တာပူတရဝရီညီရဲ့စီချစ်စိမ်နှလုံးအေးချမ်းလေးမျက်နှာရွှင်ပြောက်ပြုံးလာလာမြတ်တာပွားများချူကြည်မှာဖျားတရီရလီတရဝရီချင်းချင်းဒုက္ခဖြစ်ချင်းကင်းလို့ပါသည်မာတယထာနိယပုဒ္ဒါ